အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ2026ရက်2026ရက်စရုပ်စာချင်းဖြစ်တဲ့၄ချိန်မြောက်မှာကျွန်တော်တငယ်ချင်းနေအားလုံးကောင်းမှုကျွန်တော်တတ်နိုင်တယ်မြတ်ရှာချင်ပြီးကြိုးစားပြီးတင်ပြပေးပါမယ်ကျွန်တော်ခုပို့တဲ့ခုတင်ပေးတဲ့ပို့လေးကိုအားလုံးတငယ်ချင်းတွေlike ကလေး share ကလေးပေးကြပါပေါ့ကံကောင်းထောက်မှလို့တဲလေးမျိုးဖြစ်ခဲ့ရင်အားလုံးစမပြေသူတွေရောစင်ပြေသူတွေရောစင်မပြေသေးတဲ့ဝါသနာရှင်မိတ်ဆွေတွေအားလုံးပေါက်ဆွေခြင်းနဲ့စိတ်ကြောင့်ပါကျွန်တော်အားလုံးစိုက်ကောင်းလေးတွေရှိတဲ့လေးကိုကျွန်တော်တင်ပြပေးပါမယ်ပြီးရပါက2023 2026ရက်3ချိန်မှာကျွန်တော်ယူဆချက်ကပထမယူဆချက်ကမှန်ကန်နဲ့ဆုံးဖြတ်ချက်နဲ့ငါထိတ်တယ်နောက်ပေါင်းကို6ပါလို့6ရဲ့နှစ်ခတ်ကိုနောက်ပေါင်း9နဲ့ကျွန်တော်တင်ပြခဲ့တင်မယ်လို့ယူဆခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်း963လို့ယူဆခဲ့ပါတယ်နောက်ပိုင်းမှာကျွန်တော်တငယ်ချင်းဝါသနာရှင်အကူတွေတငယ်ချင်းတွေမြေပြင်မှာပြေခဲ့တဲ့တငယ်ချင်းတွေပြောပြချက်ယူဆချက်တွေနဲ့3ထိပ်နဲ့356ကိုကျွန်တော် OD ဖြစ်လုပ်လိုက်ပါတယ်သူ့ကိုအပြစ်တင်ရင်လည်းမဟုတ်ပါဘူးကျွန်တော်အကူတွေလည်းဖြစ်တယ်တငယ်ချင်းတွေလည်းဖြစ်တယ်သူတို့ကလည်းချဲတို့ကမိုက်တွေခင်ဗျနွားတော့ရောင်းထိုးတဲ့လူတွေကျွန်တော်တငယ်ချင်းတွေကတော့တတိကောင်းတယ်သူချဲတို့ကြီးကမိုက်ပါသူတို့ရဲ့ယူဆချက်ကလေးကလည်းမှန်ပါတယ်သူတို့လည်းပြစ်တင်ရင်မဟုတ်ပါဘူးကျွန်တော်ယူဆပထမဆုံးယူဆချက်ကလေးမှန်ပါတယ်နုမင်္ဂလာကန2014မင်္ဂလာကနမှာ9ထိပ်3ထိပ်9 3 3 15ခွန်ခါလို့ဖြစ်တယ်သူ15လို့ဖြစ်လို့သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ကနန်းလေး9ထိပ်တဲ့ကနန်းလေးက9နှစ်ခတ်3ချိန်မှာတက်ရိုက်မယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်9နှစ်ခတ်3ချိန်မှာ9ထိပ်တဲ့ကနန်းလေးက9နှစ်ခတ်3ချိန်မှာအဲ့မှာ9ထိပ်ကလေးကသူကျွန်တော်တို့ထိပ်နှစ်ထိပ်ရှိပါတယ်ဗျဒီအောက်က996ရဲ့919ရဲ့ပါဒီ919ကိုယူရတဲ့အကြောင်းရင်းကပရိလေးလို့သူတွေမှာခံတဲ့အတွက်သူပရိလေးရဲ့ဘေးက9ထိပ်တဲ့ကနန်းလေးက9ရဲ့နှစ်ခတ်3ချိန်မှာတက်ရိုက်ခဲ့ပါတယ်တခါဒုတိယကမှလည်း839ခွန်15ခွန်ခါလို့ဖြစ်ပြီး15လို့ဖြစ်ခဲ့လို့သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ကနန်းလေး9ခွန်9လေးက9နှစ်ခတ်3ချိန်မှာတက်မြရိုက်မလားပေါ့ပထမယူဆချက်ကကျွန်တော်ယူဆခဲ့ပါတယ်9ခွန်9လေးက9ခွန်လို့တက်ရိုက်ခဲ့ပါတယ်အဲ့ဒီမှာသူပထမဒီ938ကိုမယူရတဲ့အကြောင်းရင်းကသူ့ဘေးမှာကပရိလေးမဟုတ်ပါဘူးဒီ9ခွန်9တက်ရတဲ့အကြောင်းရင်းကသူ့ဘေးမှာပရိလေးအဲ့ပရိလေးဘေးကခဏလေးကတက်ရိုက်တယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်တတိယကမှာ1 5 9တစ်ထိပ်9ထိပ်9ထိပ်15 1 5 9 15သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ခဏလေး963ဆိုတဲ့ခဏလေးက9ရဲ့နှစ်က3ချိန်မှာတက်ရိုက်မယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်963လို့ယူဆတဲ့အကြောင်းရင်းကလည်းပရိလေးကသူ့ဘေးမှာပရိလေးကလည်းခံထားတယ်2025မှာလည်းတနေ့လုံးမနစ်ကရှိခဲ့တဲ့ခဏကလည်း9ထိပ်တဲ့ဆိုလို့အဲ့တကွက်သေးရှိခဲ့လို့963ဆိုတဲ့ခဏလေးကတက်ရိုက်ရမယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်နောက်ပိုင်းမှာအားလုံးတငယ်ချင်းတွေအားလုံးကျွန်တော်အကူတွေလည်းဖြစ်လို့ကျွန်တော်အကူတယောက်ကလည်း3ထိပ်နဲ့ကောင်းတယ်ငါညီမမင်းကနန်းလေးကို3ထိပ်နဲ့ပြောင်းတယ်လိုက်ကွာပြီးတော့ကျွန်တော်တငယ်ချင်းလည်းဖြစ်တယ်ကျွန်တော်ညီကိုလိုလည်းခင်ရတဲ့ကျွန်တော်တည်းလည်းကြီးပါတယ်သူ့ကိုလည်းလေးစားပါတယ်သူပြောပြချက်ကလေးကလည်း3ထိပ်နဲ့တဲကွာ36အခွာလေးကကောင်းတယ်356ဆိုပြီးကျွန်တော်ပြောင်းတယ်လိုက်ပါတယ်သူကလည်းချဲသူကမိုက်ပါတယ်ခင်ဗျနွားတော်ရောင်းထူးတဲ့ငယ်ချင်းတယောက်ပါသူ့လိုလည်းလေးစားပါတယ်ကျွန်တော်ယူဆချက်ကလေးကပထမယူဆချက်ကလေးက9ထိပ်တဲ့ကနန်းလေး919လေးဟာပရိလေးဖေးက919လေးက9ပါလို့9ရဲ့နှစ်က6နဲ့နောက်နှလုံးပေါင်း6နဲ့တက်ရိုက်တယ်လို့3ချိန်မှာကျွန်တော်ယူဆတယ်ဒုတိယက839ခွန်မှလဲထိုနည်းလေးကောင်းပါပဲဗျ839ခွန်မှလဲ15လို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ကနန်းလေး9ခွန်9လေးကပရိလေးရဲ့ဘေးမှာ9တလုံးပါတဲ့အတွက်9
9ရဲ့နက်က3ချိန်မှာ9တလုံးပါတဲ့အတွက်9ရဲ့နက်က6နောက်နှလုံးပေါင်း6နဲ့တက်ရိုက်တယ်လို့ကျွန်တော်ယူဆခဲ့တယ်တတိယကမှလည်း1 5 9 15ခွန်ခါလို့ဖြစ်တယ်သူရဲ့နောက်နက်က9ထိပ်တဲ့ခဏလေး9ထိပ်တဲ့ခဏလေး9ထိပ်ပရိလေးဘေးက9ထိပ်တဲ့ခဏလေး9နက်က3ချိန်မှာတက်ရိုက်တယ်သူကြတော့9မပါတော့ပါဘူး6ပါတယ်6ပါလို့6ရဲ့နက်က9နောက်နှလုံးပေါင်း9နဲ့9ထိပ်နောက်နှလုံးပေါင်း9တဲ့လို့ကျွန်တော်ယူဆခဲ့ပါတယ်နောက်ပိုင်းမှာကျွန်တော်ငယ်ချင်းတွေပြောပြချက်အရာနဲ့ကျွန်တော်36အခွနဲ့356ဆိုပြီးအော်ဒီဖြစ်ကျွန်တော်တယ်လိုက်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်း356မှာ8000ပေါ့ပါ356ဒါတွက်ခဲ့လို့ကျွန်တော်8000ဘူးလို့ပေါ့မှာအဲ့ဒီမှာ963ဆိုတော့ပထမကျွန်တော်စိတ်ကူးတဲ့အတိုင်းထိုးခဲ့တော့ပေါက်ခဲ့တာပေါ့ဗျာနဲပါတယ်ကျွန်တော်ငယ်ချင်းတွေအဲမှာလည်းအားလုံးပေါက်စီခြင်းပါတယ်ငယ်ချင်းတွေအားလုံးကလည်းပေါက်မတော်ကြပါဘူးသူရဲ့ပထမကျွန်တော်ဆုံးဖြတ်ချက်အတိုင်းလိုက်ထိုးခဲ့တဲ့2 3စား4စား2စား2စား3စား4စားပေါက်သွားခဲ့ကြပါတယ်လိုင်းပေါ်မှာတင်လဲကျွန်တော်တင်ပေးလိုက်တယ်ကျွန်တော်ငယ်ချင်းတွေလဲကျွန်တော်အကြိုက်ဆုံးကဏ္ဍကိုပတ်လေထိုးရင်တော့ပေါက်နိုင်ကောင်းပေါက်ကြပါလိမ့်မယ်ကျွန်တော်စေနာနဲ့တင်ပေးမှာအခုဒီ site ကလေးရပဲကျွန်တော်အကောင်းဆုံးလို့ယူဆရတဲ့ကဏ္ဍလေးထပ်ပြီးတင်ပေးပါမယ်တင်ပေးပါမယ်ကျွန်တော်ယူဆချက်ကလေးဒီ line လေးရလေအားလုံးကျွန်တော်တကယ်ချင်းနေကျွန်တော်ပူလေးကို share ပေးကြပါဘာလို့ share ပေးရလို့ပြောရတဲ့အကြောင်းရင်းကဘာဖြစ်လို့ share ခိုင်းလိုက်လို့ဝါသနာသူမိတ်ဆွေများတွေ့ရှိခဲ့လို့ချင်းပေါက်နေအောင်လို့ပါဒီထဲမှာကျွန်တော်ဂရုထဲမှာရှိနေတဲ့အထက်မှာလည်းချဲတိုင်နေလဲပါကောင်းပါနိုင်ပါတယ်ချဲတိုင်နေလဲရိုးကချဲတိုင်လုပ်သည်ဖြစ်သည်ထိုးစားလုပ်သည်ဖြစ်သည်တွေ့ရင်ကကိုမိမိနဲ့အကြိုက်တူရင်လိုက်ပြီးထိုးပါအကြိုက်မတူလို့ချင်းလဲဝေဖန်နိုင်ပါတယ်ကျွန်တော် comment မှာလာပြီးဝေဖန်နိုင်ပါတယ်အကြံပြုနိုင်ပါတယ်ဘယ်လိုလေးဖြစ်ရင်ဘယ်လိုလေးကောင်းမဆိုတော့ဝေဖန်အကြံပြုပြီးအကြံဉာဏ်လေးလည်းပေးနိုင်ပါတယ်ချဲမှာဆရာဆိုတာမရှိပါဘူးဝါသနာလျက်ထိုးရခြင်းသာဖြစ်ပါတယ်ကျွန်တော်2026အစိုးရကြီးမှာကျွန်တော်ယူဆချက်ကလေးကိုတင်ပြပေးပါမယ်အကောင်းဆုံးလို့လည်းကျွန်တော်ယူဆထားပါတယ်93315လို့ဖြစ်တယ်15လို့ဖြစ်လို့သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ခဏလေး9နှစ်က3ချိန်မှာတက်ရမယ်ဆိုတာလေးကရှိခဲ့ပါတယ်အဲ့9နှစ်က3ချိန်မှာတက်ရမယ်အဲ့ရလေးဒီ93315လို့9နှစ်က3ချိန်မှာတက်ရပြီးတယ်ပြန်အဲ့9လေးကအပိတ်လို့ကျွန်တော်ယူဆပြီးပါတယ်အပိတ်ကလေးပြရပါလိမ့်မယ်နော်အပိတ်ကလေးပြရပါလိမ့်မယ်ငါပိတ်တဲ့ခဏလေးပါငါပိတ်တဲ့ခဏလေးအကွက်တရားတွေကကျွန်တော်အကောင်းဆုံးရွေးထုတ်ပေးပါမယ်ဒါပေမဲ့အကွက်တရားလို့ပြောတာပါ10ခွက်လိုက်တစ်ခု10ခွက်လိုက်တစ်ခုမြတ်တာဖြစ်ပါတယ်ကျွန်တော်အားလာတဲ့အချိန်ပိုင်းမှာဒုတိယပို့ပြကျွန်တော်တင်ပေးပါမယ်အခုပဲမှာကျွန်တော်ထပ်ပြီးဒုတိယကဟိုသွားအောင်83ခွန်15လို့ဖြစ်ပြီးသူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ခဏလေး9ထိပ်ပရိလေးရဲ့9ထိပ်ပရိလေးဘေးရခဏလေးဟာ9ခွန်9လေး9ကိုခွန်လို့တက်ရိုက်ပါတယ်9ကိုခွန်လို့တက်ရိုက်တဲ့အတွက်9ထိပ်တဲ့ခဏလေးတက်ရိုက်တော့အဲ့၄ချိန်မှာ9လေးအပိတ်လို့ကျွန်တော်ယူဆပါတယ်အပိတ်ဒီခဏလေးလာပါလိမ့်မယ်ဒီသုံးလုံးပေါင်းကခွန်ခါလို့ဖြစ်တယ်သူ့ရဲ့နောက်နှစ်က9ထိပ်တဲ့ခဏလေး9ထိပ်ပရိလေးဘေးရခဏလေး963လေးတက်ရိုက်သွားပါပြီ963လေးတက်ရိုက်တော့အဲ့9ထိပ်တဲ့ခဏလေးတက်ရိုက်လို့9အပိတ်လို့၄ချိန်မြောက်မှာ9ပိတ်နဲ့လာပါလိမ့်မယ်ကျွန်တော်ဒုတိယလိုက်မှာလိုက်တစ်ခုကိုတေချာတကယ်အားလုံးကံကောင်းတယ်အောင်ကျွန်တော်ယူဆပြီးတင်ပေးပါမယ်ကျွန်တော်တကယ်ချင်းနေလဲအားလုံးကောင်းအောင်ကျွန်တော်ခုတင်ပေးမဲ့ဒုတိယလိုက်ကလေးမှာခုတွေ့ရှိချက်ကလေးကိုဒုတိယလိုက်ကလေးမှာဝေဖန်နိုင်ပါတယ်အကြံပြုနိုင်ပါတယ်မိမိကြိုက်တဲ့နဲ့တူလင်းလဲအကြိုက်တူလဲလိုက်ထူနိုင်အောင်ကျွန်တော်စေတနာတည်တဲ့နဲ့တင်ပေးခြင်းဖြစ်ပါတယ်အားလုံး2026ရဲ့၄ချိန်မြောက်မှာငါအပိတ်ဖြစ်ပါလိမ့်မယ်ငါအပိတ်ဒီခဏလေးဒီအိုးဒီဖြစ်ကျွန်တော်တင်ပေးပါမယ်အားလုံးကံကောင်းနိုင်ကြပါစေကျွန်တော်စိုက်ကိုဝေဖန်အကြံပြုနိုင်ပါတယ်ဝါသနာရှင်မိတ်ဆွေအားလုံးပေါက်မယ်လို့တော့ကျွန်တော်အာမမခံပါဘူး
3ချိန်မှာတော့ကလည်းကျွန်တော်တွတ်တာဖြစ်ခဲ့ပါတယ်3 5 6ကျွန်တော်8000ဘူးလောက်တို့ဖြစ်တော့ပါတယ်ပေါက်တော့ပေါက်ခဲ့ပါတယ်နည်းနည်းပါးပါပေါ့ဗျာကလေးပေါက်ကလေး2000 3000ပေါက်ကလေးပေါက်လိုက်ပါတယ်အားလုံးခုပုံမှာအားလုံးကျွန်တော်တကယ်ချင်းနေဒိုင်နေရှိရင်လေဒိုင်နေကတွေးရှိရင်လေကိုကြောက်လို့ရောမှကြောက်ရင်တော့ပူပြီးကာထားကြပေါ့ဗျာပေါက်မယ်လို့တော့ဘသူမှကျွန်တော်ကနေကန်ဒီကမှမပြောပါဘူးဝါဒနာရှင်လျောက်တာအားလုံးကံကောင်းလို့ကျွန်တော်တင်ပေးခြင်းတာဖြစ်ပါတယ်အားလုံးစောင့်မျှော်ကြပါဒုတိယ live မှာကျွန်တော်အကောင်းဆုံးဖြစ်အောင်ရွေးချယ်ပြီးတင်ပေးပါမယ်အားလုံးတန်ကောင်းစေခြင်းနဲ့စိတ်ကလေးပါဘသူမှဘသူတော့ပေါက်စီမဟုတ်ပါဘူးအားလုံးပဲကျွန်တော်တကယ်ချင်းတွေအားလုံးပေါက်စီပါတယ်ကျွန်တော်ရဝေးမှာနေတဲ့ကျွန်တော်တကယ်ချင်းတွေလည်းဝင်းတမီမှာနေကြတဲ့ကျွန်တော်တကယ်ချင်းတွေလည်းကျွန်တော်တင်ပေးတဲ့ပုံလေးကိုမဖြစ်မနေထိုးပါကျွန်တော်ပေါက်စီရှင်ပါတယ်ရဝေးမှာတော့ပြီးလုံးနေတဲ့ကျွန်တော်ညီကြီးကျွန်တော်တူတွေတူမတွေရှိပါတယ်ကျွန်တော်တင်ပေးတဲ့ကဏ္ဍလေးကိုတွေးရှိရင်ထိုးပါရှယ်ပေးလိုက်ပါအားလုံးအများသိတော့အားလုံးအကျိုးရှိတာပေါ့ဗျာပေါက်ခဲ့ရင်တော့အကျိုးရှိတာပေါ့မပေါက်ရင်လည်းကျွန်တော်မတတ်နိုင်ပါဘူးပေါက်မယ်လို့တော့ကျွန်တော်ကန်ဒီကမှမပြောပါဘူးအားလုံးစေးနာလျောက်တင်ပေးခြင်းတာဖြစ်ပါတယ်အားလုံးပဲဒုတိယလိုက်ကလေးကိုပြောကြပါအားလုံးကံကောင်းနိုင်ကြပါစေ